ဒုတိယတစ်ချက်ကတချို့ကိစ္စတွေကမှတ်ချက်ပေးဖို့ကအဲ့နေပြည်တော်တရင်က MOD လက်အောက်ခံဖြစ်တယ်ဗျဒါတွေကကျွန်တော်ကလည်းတက်မှုပြောမှဆိုရင်တော့ကျွန်တော်လည်းတက်မှုအဆင့်မရှိတယ်သူလည်းတက်မှုတယောက်အနေနဲ့မှားတယ်ပေါ့ကျွန်တော်တို့ကတက်မှုချင်းပြောရဆိုတာတဲ့ဒီကျွန်တော်တို့ရဲ့ဒီ Godfather ပေါ့ဗျာခေါင်းကိုင်းGodfather ပြောမလားဘယ်လိုပြောမလဲကျွန်တော်တို့ရဲ့အထက်အရာရှိပေါ့MOD ရပဲဒါကိုဖြည့်ရှင်းပေးပါလိမ့်မယ်ဒါကို MOD ကတေချာထိန်းချောင်းပေးပါလိမ့်မယ်ဒါကိုတော့ကျွန်တော်ဒီတိုင်းပဲမြင်ပါတယ်အဲ့ပို့ပြီးတော့သူတို့စနေကြတဲ့ဟွာဖြစ်ပါလိမ့်မယ်ဒီမှာတော့ကျွန်တော်ရဲ့မှတ်ချက်လေးနည်းနည်းပြောမှဆိုလို့ရှိရင်တော့တရင်နေမှာတော်တော်များများပေါ့နော်ကျွန်တော်သိရတရင်နေရောဟွာဒီမှာအကျွင်းမဲ့တရင်မှုတယောက်တည်းလူတယောက်တည်းမှာအကျွင်းမဲ့အာဏာရှိနေရင်တော့မှားတတ်ပါတယ်ကျွန်တော်တို့သိလိုက်တဲ့အချိန်မှာဖြစ်ဖြစ်ကျွန်တော်မသိလိုက်တဲ့အချိန်မှာဖြစ်ဖြစ်ကျွန်တော်တို့ကနည်းနည်းလေးတော့အမိန့်ဆိုတဲ့စကားနဲ့အာဏာဖြစ်သွားတယ်ရှိပါတယ်အမိန့်ဆိုတဲ့အောက်မှာကျွန်တော်တို့ကအမိန့်ဆိုတဲ့ခေါင်းစဉ်အောက်မှာအမားကြီးများတတ်ပါတယ်ကျွန်တော်ဒီမှာလေးနည်းနည်းလေးရှာလေးနည်းနည်းရှင်းပြောမှဆိုရင်တော့ကျွန်တော်ရှိတာပေါ့နော်all brain one command ပေါ့command ဆိုတာအမိန့်မဟုတ်ဘူးသဘောတူညီမှုအဲ့ဒါကဒုတိယထဲကအမိန့်ချိုက်တာဆိုတာတဲ့အားလုံးသဘောတူညီမှုကိုလေးစားလိုက်နာပြီအဲ့သဘောတူညီမှုတိုင်းပေါ်ဆောင်တာကဒါ all brain one command လို့ကျွန်တော်မြင်တယ်အဲ့သဘောတူညီမှုကကျွန်တော် command လို့မြင်တယ်ဒုတိယထဲရဲ့အမိန့်မဟုတ်ဘဲနဲ့လူအများရဲ့အမိန့်ပေါ့နော်ကျွန်တော်တို့အဲ့လိုမြင်တယ်ဒါပေမဲ့အမိန့်ကိစ္စတွေမှာကျွန်တော်တို့စကားပြောတဲ့အခါမှာကျွန်တော်ကြားဘူးတဲ့စကားလေးတစ်ခုထည့်ပြောမယ်ဆိုရင်လိုင်းနေတာတဲ့အချိန်မှာပင်လယ်ပြင်မှာလိုင်းနေတာတဲ့အချိန်မှာကျွန်တော်တို့ကမဲပေးခွင့်ရှိတယ်ကျွန်တော်တို့ပြောမယ်ဆိုရင်ကျွန်တော်တို့ဆန္ဒသဘောထုတ်ပြခွင့်ရှိတယ်မုံလိုင်းထန်နေတဲ့အချိန်မှာကပတိန်ရဲ့အမိန့်ကအရေးကြီးအောင်နော်အဲ့တော့ဒါပေမဲ့အဲ့မုံလိုင်းထန်နေတဲ့အချိန်မှာပဲနဲ့အဲ့အမိန့်ကလိုင်းနေတာတဲ့အချိန်မှာလည်း73နေရင်တော့အဆင်မပြေဘူးပေါ့အဲ့တော့ကျွန်တော်တို့ဒါကျွန်တော်ကြားဘူးတဲ့စကားလေးနဲ့ကျွန်တော်ဥမာပေးတာပါအဲ့တော့စပွဲမှာတော့ဒီကောင်းဆောင်ပေါ့နော်စစ်ကြောင်းမှုရဲ့အမိန့်ကအရင်ရေးကြည့်ပါတယ်စပွဲမဟုတ်တဲ့အချိန်ကာလလေးမှာတော့ချို့အမိန့်တွေမှာကျွန်တော်တို့ပြောဆိုဆွေးနွေးတဲ့ဝိုင်းဝိုင်းလေးရှိနေရင်တော့ကောင်းပါတယ်အဲ့ဒါလေးတော့ကျွန်တော်အကြံပြုပြောတာပါကျွန်တော်ကဒီအုပ်ချုပ်ရေးပိုင်းတွေပါညတွေမှာတိတ်စိတ်ဝင်စားတဲ့ကောင်မဟုတ်တော့တချို့ဒါကတော့ကျွန်တော်အမြင်နဲ့ကျွန်တော်အကြံပြုပြောတာပါဗျဟုတ်ကဲ့အားလုံးလေးစားပါတယ်အားလုံးလေးစားတမှုချင်းချင်းလည်းလေးစားပါတယ်ဖွဲ့စည်းချင်းချင်းလည်းလေးစားပါတယ်